တောင်းပါပြန်တောင်းပါပြန်တောင်းပါပြန်တောင်းပါလိုက်တောင်းပါပြန်လုံးလုံးလုံးလိုက်လို့ကိုပကလူအသားနေပါမယ်ငါဘာလို့လဲဆက်မပြောနဲ့မိမမပြောနဲ့တေချာတောင်းပါ ပြန်လုံးပြရမယ်အနေမဟုတ်ဘူးတောင်းမှငန်းနေနေချိုးသေး တိုးနေတောင်းပါ အမော်တကယ်အမောတကယ်လို့ ရောက်ကောင်းဖို့ဖို့အမေဒါကျူလိုကြီးလို့တားလို့ချစ်လို့စားတာနော်အမေကလည်းစိတ်တော့လည်းတားဖို့ပုံကံပါစိတ်တယ်လိုက်မလဲ လူကြီးကတက်စစ်တက်ကြလားမင်းလူကြီးကိုမဆပါနဲ့မင်း နင်မကြောက်ဘူးပါတရတိမြအဖေရှုပ်နေချိုးနေတယ် အဲ့ဆိုရင်အပြောမခံတဲ့မယုံဘူးလို့ဦးကြီးကဖိတ်ဆုပ်တာ အစီတော့ချင်လာခဲ့တယ် အိုးအဲ့တော့လူကြီးတော်လေးလုပ်တယ် ဟုတ်ကဲ့ယူကြလုပ်ခင် နောက်နဲ့ဒီသာပြော ဦးတင်ကနဲ့ကိုကြာကြီးဆိုတော့နိုင်ငံတော်လူရှင်တော်ကြီးဖြစ်တဲ့အတွက်အကုန်လုံးသိပါတယ်ကျွန်တော်တို့အကြီးမှဆိုလို့ဟုတ်တယ်အကြီးတော်တရားလို့လာပြီးဖြောင်းနေသေးရကျွန်တော်တို့နေရာကျတော့ပြိတ္တကဘယ်သူမှမသိဘူးထင်ပါတယ်အဲ့တော့ကိုလေးတော့မိတ်ဆက်ပြရစီ ဟုတ်နာမည်မိတ်ဆက်ကိုမိတ်ဆက် ကျွန်တော်ဟာတာလူရှင်တော်ဖွေးဖွေးဖြစ်ပါတယ်မင်းကိုနာမည်ပြောလိုက်တာ ဒီတော့ နာမည်ပြောလိုက်တာ နာမည်လေးဆက်ခိုင်းတယ် မိတ်ဆက်ကအော်မင်းနာမည်မင်းပြောဟုတ်တယ်လားကိုပြော ကျွန်တော်ဟာတာလူရှင်တော်ဖွေးဖွေးဖြစ်ပါတယ်မနောက်နေတော့ပြေဝလေ တေချာပြော လူကြီးတွေကတော့ပြောလိုက်တာ တေချာပြောကျွဲရဒေါသတွေခွင့်ရတယ် မင်းလည်းမင်းကဟိုကကျွေးရခေါ်လာတယ်ဒီလေးကခေါ်လာတယ်နာမည်ပြောလိုက်တော့ ကျွန်တော်ဟာတာလူရှင်တော်ဖွေးဖွေးဖြစ်ပါတယ် ဟုတ်တယ်ဒီသားပဲငါဖွင့်တယ် ဒီပူပေးရ နာမည်ဖွေးဖွေးဟုတ်ကဲ့ နေနေရဖွေး ဟင်း အခုကဘာမှဖွေးရအော်ခြေသေးကြီးကြာတယ် ကျွန်တော်ဟာတာလူရှင်တော်ဖွေးဖြစ်ပါတယ် โอเค ဘာကြောင့်မိတ်ဆက်လဲဆိုတော့ပိတ်သက်တော်များများကကျွန်တော်နဲ့ကျွန်တော်တကယ်ချင်းများနဲ့ကအမာဒီဖုန်းဇလန်တွေ